ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Joy Reaction Channel လေးကနေပြီးတော့တငယ်ချင်းများအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့အကြောင်းကတော့ passport တက်တန်းတော်ဖို့ web permit တော်တော့တာကိုမပေးတာကြောင့်ပွဲစားဓာတ်ထိုးမှုဖြစ်သွားခဲ့ပါတယ်ဖြစ်စဉ်ရဲ့တေးစိတ်ကိုတော့ကျွန်တော်တို့ဒီဗီဒီယိုထဲမှာကြည့်လိုက်အောင်ခင်ဗျကျွန်တော်ပြီးမှ reaction လုပ်ပေးပါမယ်အပြာလောက်သွားတာဟုတ်လုံးမလို့သူကလူချီကြည့်နေတယ်ဒီတော့မိလိုက်တယ်ဟိုကဖြစ်ချင်တော့ကလားလေကိုလုံးလူချင်တယ်အဲ့ဒီအဖွဲတွေသူတို့လာတောင်းတဲ့စကားများနေကြတယ်အဲ့မျက်နှာမြင်ရတယ်အကူရဒါပါမင်းပြီးရလားနဲ့ကူများတက်တက်ပါလူအများရှိမယ်ဆိုတော့အဲ့လိုခံရတာအဲ့လိုတော့အောင်လို့ရတယ်ပွဲစားကလည်းအဖွဲတောက်တယ်နော်ဒီလာတဲ့လူတွေအဲ့ထဲမှာဓာတ်ပါတာဒီကောင်တွေလည်းတည်တယ်ပြန်နေပါဒီရကောင်လို့ပါလားဘယ်နေရချင်းလုံးတယ်ဆိုတာခံနိုင်တယ်လုံးတမလုံးဘိုးကဓာတ်ပါတာတည်ရတော့ဖုံးကြည့်နေတော့နော်ဖုန်းကြည့်နေမှာနိုင်မိလူအများကြီးရှိရတာအဲ့ပွဲစားဒီမှာအင်ကြီးဖြူနဲ့ဝါတုံးနဲ့တရားပါပွဲစားပဲအဲ့ဒီမှာသူတို့ရှမ်းအောင်ဖုံးဆက်နေတာထိုးနေတဲ့ချိန်ဟုတ်မှာပြရမယ်တက်လာဒီကောင်ဓာတ်သူစိတ်ထင်မလောက်ထင်ပြီးတော့အဖြစ်တဲ့ညဖြစ်တယ်လို့တွေ့လာပြီဟိုမှာတွေ့လာဓာတ်ထုတ်လိုက်ပြီးချပြီဒီကောင်ဘိုးပြစ်လဲသွားပြီအပြန်နဲ့ကောင်တော့အပေါ်ကနေပဲနေနေထိုးတာနော်မထင်းနိုင်လို့လဲ၄ချက်လောက်ဆင့်ထိုးလိုက်တယ်လဲပုံလဲပြီးထိုးတာဟုတ်တယ်တော်သေးတယ်ဘောဟိုကောင်ဒါနဲ့ရမ်းပေးမယ်လွတ်သွားတယ်ပြေးကုန်တယ်တရားတော့ပွဲချင်းပြီးပဲအဲ့နာမှာဒီလိုကြီးလွတ်သွားတယ်ဒီအေးငါရိုက်တာသူစိတ်ထင်ကမလောက်ထင်ပြီးတော့ဒီကောင်နဲ့အေးဆေးနေတာတကယ်လောက်တဲ့ကောင်တွေ့တာဘာမှစကားမပြောဘူးအေးလေးနေတာလောက်စရာရှိရလောက်သွားတယ်ဒီနေ့ကဝက်ပါမစ်တောင်းတာအေးဆေးဆေးမှမပေးတာကူတော့ခံပေါ့ဟုတ်တယ်တချို့ပွဲစားတွေလည်းအဲ့လိုလုံးမမှတ်မှာပြောမဆိုသူခဏကိုမှန်ကန်တဲ့ပွဲစားတွေရှိတယ်လို့လူမျိုးကလင်ကကြစ်ကြတဲ့ပွဲစားတွေလည်းရှိတယ်ရှင်းပြောတော့ခံရတာတော့နေသေးတယ်နော်ကျန်တဲ့ပွဲစားတွေလည်းတတိထားကြဒီဗီဒီယိုကြည့်ပြီးတော့လေနော်မမကကလောက်မလောက်လို့ရှိရင်ဒီလိုမျိုးလက်ရဆက်ရနဲ့အကောင်နဲ့တွေးလို့ရှိရင်တွေ့လားဒီခါလေးပွဲတိုက်ပါမယ်အကောင်နဲ့အမှန်ကန်ချပြီးတော့ပြေးသွားနော်ဒါတော့ထိုင်းနိုင်ငံမှာ25ရက်နေ့ရဖြစ်ပွားခဲ့တဲ့ဓာတ်ထိုးမှုပါကိုတီဒီအဖွဲ့တွေပေါ့နော်ဖမ်းမမိတယ်လို့သိရပါတယ်ခင်ဗျဟုတ်ကဲ့ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါခင်ဗျ